အားလုံးပဲမင်္ဂလာပါတီချဲရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တီချဲဒီနေ့ပြပြခြင်းတဲ့အကြောင်းအရာလေးကတော့ freshing ရဲ့အမျိုးအစားတွေကိုပြပြသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင် freshing ရဲ့အမျိုးအစားဘယ်နှမျိုးရှိတယ်လဲအဲ့တော့ freshing ဆိုတာရောမြန်မာလိုဘာလဲပေါ့ freshing ဆိုတာတော့တသားမိမိကိုတည်ပြီးသားအတိုင်းမြန်မာလိုအနေနဲ့ဆိုရင်အပိုင်းကိန်းကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ freshing မှာတီချဲကိုဘယ်နှမျိုးရှိတယ်လဲ freshing ရဲ့အခေါ်ပေါ့မြန်မာလိုပိုင်းဝေပိုင်းချီကို English လိုဘယ်လိုခေါ်မလဲဆိုတာတီချဲကိုဆက်လက်ပြီးတော့ကြည့်ကြရအောင်ဟုတ်ပြီ freshing ဆိုတာမြန်မာလိုအပိုင်းကိန်းပဲဖြစ်ပါတယ်ဒီမှာဆိုရင် teacher က 1 over 2ဆိုပြီးတော့ပေးထားပါတယ်1ဆိုတာကြတော့ numerator လို့ခေါ်တဲ့ပိုင်းဝေဖြစ်ပြီးတော့အောက်ကအပြာရောင်လေးနဲ့ teacher ပေးထားတဲ့2ဆိုတာကြတော့ denominator လို့သူ့ကိုအတန်ထွက်ပါတယ်သူကတော့ပိုင်းချီဖြစ်ပါတယ်ဒါဆိုရင် teacher တို့က types of fraction လေးကိုဆက်လက်ပြီးတော့လေ့လာကြရအောင်အဲ့တော့ types of fraction ဘယ်နှမျိုးရှိတယ်လဲဆိုရင် teacher တို့မှာ3မျိုးရှိပါတယ်ပထမတစ်မျိုးကကြတော့ proper fraction အဲ့တော့ proper fraction ဆိုတာဘာလဲမြန်မာလိုအပိုင်းကိန်းစစ်ဖြစ်ပါတယ်သူကပိုင်းဝေရကိန်းလေးကပိုင်းချီအောင်ငင်းနေမယ်ဆိုရင်ဒါကို proper fraction လို့ခေါ်ပါတယ်အဲ့တော့ဒီမှာဆိုရင် teacher က n less than d လို့ပေးထားတယ် n ဆိုတာက numerator က denominator အောင်ငင်းနေမယ်လို့ဆိုလိုပါတယ်နောက်တစ်ခုကတော့ improper fraction ကကြတော့ numerator က denominator ထက်ပိုပြီးတော့ကြီးနေမယ်ဆိုရင် teacher က improper fraction လို့ခေါ်ပါတယ်အဲ့လိုပဲဒီမှာ teacher ပေးထားတဲ့ example လေး3 over 3လို့ပေးထားပါတယ်3 over 3ကို teacher တို့ယူလိုက်မယ်ဆိုရင်ကိန်းဂဏန်း1ရတယ်ပေါ့အဲ့တော့ numerator နဲ့ denominator နဲ့က same ဖြစ်နေရယ်တူညီနေမယ်ဆိုရင် teacher တို့ကအဲ့ဒါကို improper fraction ထဲမှာပဲထည့်ပါမယ်မြန်မာလိုတော့သူ့ကို teacher တို့ကိန်းတုဒါမှမဟုတ်ရင်အပိုင်းကိန်းရောင်ဆိုပြီးတော့ခေါ်ပေါ်လေးရှိပါတယ်ဆက်လက်ပြီးတော့ teacher တို့ mix number ဆိုတာကကြတော့ကိန်းဂဏန်းတစ်လုံးနဲ့အပိုင်းကိန်းနဲ့ရောထားတဲ့အပိုင်းကို teacher mix number ကိန်းရောလို့ခေါ်ပါတယ်။အဲ့ဒီအပိုင်းကိန်းကတော့ teacher proper fraction ဖြစ်ရပါမယ်။အပိုင်းကိန်းစစ်ဖြစ်ပြီးတော့ကိန်းဂဏန်းတစ်လုံးနဲ့ရောပြီးတော့ရေးထားရအောင်ကိန်းရောလို့ teacher ကိုခေါ်ပါတယ်။တချို့မှာကျတော့ mix number လို့မခေါ်ဘဲနဲ့သူ mix fraction လို့လည်းခေါ်ပေါ်လေးရှိပါတယ်။ဒါဆိုရင်တော့ teacher ဒီနေ့ပြောပြသွားတဲ့အကြောင်းအရာလေးတွေကတော့ fraction အပိုင်းကိန်းကိုteacher ကို English လို့ fraction လို့ခေါ်ပါတယ်ပြီးတော့ပိုင်းဝေကို teacher ကို English လို့ numerator လို့ခေါ်ပါတယ်ပိုင်းချီကို teacher ကို English လို့ denominator လို့ခေါ်တဲ့အပိုင်းလေးကိုသိသွားပါမယ်ပြီးတော့ types of fraction အပိုင်းကိန်းအမျိုးအစားဘယ်နှမျိုးရှိပါသလဲပေါ့နော်၃မျိုးရှိပါတယ် proper fraction ဖြစ်ပါတယ်အပိုင်းကိန်းစစ်ပါ improper fraction ဖြစ်ပါတယ်အပိုင်းကိန်းတူဒါမှမဟုတ်ရင်အပိုင်းကိန်းရောင်ဖြစ်ပါတယ် mix number or mix fraction ကိန်းရောဖြစ်ပါတယ်ဒီ၃မျိုးလုံးက proper fraction ဆိုရင်တော့ teacher တို့က numerator denominator အောင်ငယ်မယ် improper numerator က denominator ထက်ကြီးမယ် numerator နဲ့ denominator နဲ့တူညီနေမယ်ဆိုတာကိုသိရပါမယ်နောက်ဆုံးအနေနဲ့တော့ teacher က mix number လို့ခေါ်တဲ့ mix fraction အကြောင်းလေးကတော့ကိန်းဂဏန်းတစ်ခုနဲ့ proper fraction နဲ့ရောပြီးတော့ရေးထားတဲ့အပိုင်းကို teacher မြန်မာလိုကိန်းရော English လို့ဆိုရင် mix number ဒါမှမဟုတ် mix fraction လို့ခေါ်တဲ့အကြောင်းလေးကိုဗဟုသုတအနေနဲ့ရောတကယ်မှတ်ဖို့အတွက်ကိုသိသွားမယ်လို့ယူဆပါတယ်အဲ့တော့ teacher ရဲ့ video လေးကိုကြည့်ပြီးတော့တစုံတရာအကျိုးရှိသွားဖို့အတွက်မျှော်လင့်ပါတယ်ဆက်လက်ပြီးတော့လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ teacher ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ် bye bye